မူကဤရတဲ့ဒီကိုရမဖျားဖြစ်လိမ့်မည်ဤအမျိုးသမီးကပါရမီဖြည့်ပတ်ဖြစ်လိမ့်မည်လို့ကြားလိုက်ပြီးတော်မူပါတယ်အဲဒီနောက်လူရန်ထားတဲ့ကြာပန်းရှိစီကိုရသေးပေါ်ကျဲပြန့်ကရသေးဤနှစ်ပါးမှရှောင်လွှဲ၍ကြွတော်မူပါတယ်ဟောတော်မူပါဦးဖျားအလောင်းကလေးသိင်ချင်းနဲ့ကဘာတသိန်းတိုင်အောင်ပါရမီဖြည့်၍ဖျားမဖြစ်မီတဘဝအလိုမှာသူတိတာနဲ့ပြေဝဲတေတာကေတုမီသောနာမည်ဖြစ်ပါတယ်တရားတော်နာမည်ကနတ်စည်းစိန်ကိုနှစ်ပေါင်း996တန်းပတ်လုံးခန်းစားတော်မူပြီးတဲ့နောက်နတ်သက်စိတ်၍စုတည်ဖို့ရန်စုတည်နမိတ်၅ပါးတင်လာသောအခါစကြဝဠာတိုက်တတောင်းမှနတ်ပြမာတို့ကသူတိတာနတ်ပြည်ကိုစုပေါင်းလာရောက်ကတရားချင်းရန်လူပြည်သူဆင်းသက်ဖို့ရှောက်ထားတောင်းပန်ကြပါတယ်။နမင်းကလည်းကာလာတသိန်းတန်းနဲ့တရားတန်းတွင်ဟူသောဖျားဖြစ်ချိန်ကာလာကိုကြည်ခြင်းဒီပါသဘူဒီပါတောင်ကျွန်းကိုကြည်ခြင်းဒေသ